ဗီဒီယံကေဒီ channel လေးကပြန်လဲကြိုးဆိုပါဗျာနော်နေဘာလို့ပြောချင်လဲဆိုတော့လူတွေရဲ့စိတ်ကိုပေါ့နော်လူတွေရဲ့စိတ်ဟာလေးဖတ်ပြပြီးမှာပေါ့နော်ဘာလို့လဲဆိုတော့တချို့တွေကသိရမလားဇွတ်သူတော်ကောင်းကြီးဇွတ်ဖြူစင်ပြတာနော်ငွေရလက်နဲ့အာနာရဲ့ဒီကင်ထားပြီဆိုတော့ ਨੇ သူတို့ကနော်သူတို့တချို့ဆိုငွေရှိပြီးတော့ကြီးကြီးတွေဟာဇွတ်တတိဇွတ်ဖြူစင်ပြနေတာတကယ်တမ်းသူတို့ရဲ့တမိုင်းကြောင်ကောင်းလားဆိုတော့မကောင်းပါဘူးဗျာနော်မကောင်းဘဲနဲ့ဇွတ်ဖြူစင်ပြနေတယ်နော်အဲ့ဒါမျိုးတွေရှိတယ်ကျတော့ငွေရှိတယ်ဆိုတဲ့အရာကြီးကြောင့်နော်အမှန်တရားတွေစိတ်ပြီးတော့အမှန်တရားတွေနောက်ဆုတ်ပေးလာတဲ့အရာတွေလည်းရှိတယ်နော်အကြတော့ရေတန့်တောက်တိုင်းနော်လူတန့်မဖြစ်လာနိုင်ဘူးဆိုတာလေးဖတ်ပြပေးမယ်ဗျာကျတော့သူကရေတန့်ပဲတောက်ပါရဲ့တောက်တကယ်ခွက်ကညစ်ပတ်နေအဲ့ဒီရေတန့်ကမကောင်းတဲ့ရေပဲဖြစ်မှာတကယ်တော့နော်ခွက်တန့်ဖြစ်ဖို့လိုတယ်ဗျာခွက်တန့်တဲကိုရေတန့်ထည့်လိုက်မှသာဖြူစင်မှုနှစ်ခုပေါင်းပြီးတော့အကောင်းဆုံးအရာဘေးဥပတ်ကင်းတဲ့အရာဖြစ်သွားမှာနော်ခွက်အတန့်တဲကိုလည်းရေနောက်ထည့်လို့အဆင်မပြေသလိုခွက်ညစ်ပတ်ထဲကိုလည်းရေတန့်သွားထည့်လို့လည်းအဆင်မပြေဘူးအရာမရောက်ဘူးနော်အကြတော့ရေတန့်တောက်လို့လူတန့်မဖြစ်တဲ့ဟာလေးကိုဖတ်ပြပေးလို့နော်ရေတန့်တောက်လို့လူတန့်ဖြစ်မလာနိုင်ပါဘူးအလွန်နှက်သောရေသည်တိတ်ဆိတ်နေ၏ပညာရှိသည်တိတ်ဆိတ်နေသည်ဟုဆိုရရှိ၏ကုံသုံးသောအချိန်သည်ဘယ်တော့မှပြန်မရပါတာမန်ဘဝမျိုးတဲ့တာခြင်းရင်တော့မန်တင်းပြီးတော့ကြိုးစားရမှာပေါ့ပဲပုတ်လိုနန်သောအရသာကိုလူကြိုက်များတယ်တကားလိုရှို့သောတရားသည်လူကြိုက်နေတယ်ကိုလုတ်တဲ့အလုတ်ဒီကိုဘွားရဲ့တန်ဖိုးပါပဲရီမန်းချက်ပန်းနိုင်ရောက်ဖို့နှလုံးသားကိုပိတ်ပြီးအုံနောက်ကိုဖွင့်ထားပါလက်မြောက်အရှုံးမပေးတိုင်းလက်မြောက်အရှုံးမပေးတဲ့သူတိုင်းအောင်မြင်နိုင်မဲ့သူပါလက်မြောက်အရှုံးမပေးတဲ့သူတိုင်းချန်ပီယံတယောက်ဖြစ်နိုင်ပါတယ်